ဒါဟာကဘာပေါ်မှာအအိုးဘောအကောင်ဟုဆက်ပါကြောင်မီးသွေး graphite မောင်တွေကိုထည့်လိုက်ရုံနဲ့တန်ဖိုးကြီးမားတဲ့စိန်တွေကိုဖိတိုက်ထုတ်လုပ်ပေးနေပါတယ်ဒါဟာကြွားဝါနေလားမဟုတ်ပါဘူးဒီနေရာကတရုတ်နိုင်ငံဟီနန်ပြည်နယ်ရှန်ချူမြို့ထပြီးဒီထူးဆန်းတဲ့ပုံစံရှိတဲ့စက်ကြီးကို6မျက်နှာတက်ဖိဆက်လို့ခေါ်ပါတယ်သူ့ရဲ့အပြင်ပန်းတံကတန်လုံးနေနဲ့ပဲတက်ဆင်ထားလို့ရိုးရှင်းတယ်လို့မထင်လိုက်ပါနဲ့သူလှုပ်ဆောင်တဲ့အလုပ်ကတော့လုံးဝမရိုးရှင်းပါဘူးကဘာမြေကြီးကနှစ်ပေါင်းတန်းကြီးကြအောင်လှုပ်ဆောင်ရတဲ့ကာဗွန်ကနေစိန်ဖြစ်တဲ့ဖြစ်စဉ်ကို9ရက်အတွင်းရောက်အောင်ဖိတိုက်ပစ်လိုက်တာပါအဲ့ဒါကိုသူကဘယ်လိုလှုပ်ဆောင်တာလဲသူ့ရဲ့မူဝါဒကတကယ်တော့ရိုးရိုးလေးပါစကလုံးလေးလုံးပဲရှိပါတယ်အပူမြင့်ဖိအားမြင့်ထုတ်လုပ်တဲ့လုပ်ငန်းစဉ်မှာအလုပ်သမားတွေကစိန်အစစ်အဆန်လေးတွေပါဝင်တဲ့အစစ်မြင့် graphite ဒုံးတွေကိုစက်ရက်အလဲဘဟုမှာထည့်ပါတယ်ဒီလိုလူလုံးစိန်ထိုးဆက်မှာ hydraulic လက်တံကြီး6လုံးပါဝင်ပြီး၎င်းတို့ကဗဟိုချက်စီကိုတပြိုင်နက်တည်း5 to 6 GPa ရှိတဲ့အလွန်မြင့်မားတဲ့ဖိအားနဲ့ဖိလိုက်ပါတယ်ဒါဟာဘလို့အသေးပဲလဲဆိုရင်လေထုဖိအားရဲ့အစပေါင်း9000ကျော်ဒါမှမဟုတ်32မီတာပေါ်မှာတန်90လောက်နဲ့ဖိထားတာနဲ့ညီမျှပါတယ်ဒါအပြင်စက်အတွင်းမှာလည်းအပူချိန်1500 degree Celsius ဝန်းကျင်အထိပြင်းရမ်းစွာပူလာပါတယ်ဒီလိုပြင်းထန်တဲ့အခြေအနေအောက်မှာကာဗွန်အက်တမ်တွေကအစုလိုက်အပြုံမလပုံစံပြောင်းလဲသွားကြပြီး4ရက်ကနေ9ရက်ပဲကြာပါတယ်အလဲကစိန်အစစ်ဆန်လေးတွေကလူလုစိန်တွေအထိကြီးထွားလာပါတယ်ဒီလိုထွက်လာတဲ့စိန်တွေဟာတိဆောက်မှုနဲ့ဒုံးတတိပိုင်းမှာတဘာဝစိန်တွေနဲ့ထပ်တူနေပါတူညီပါတယ်အခုဆိုရင်ပြည်နန်းပင်တွေကလူလုစိန်တွေကိုအများအများထုတ်လုပ်နိုင်တဲ့အတွက်လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတကာရိတ်ကိုရွမ်1000လောက်ပေးရတဲ့တဘာဝစိန်ဈေးနှုန်းကိုရွမ်900အထိပဲရောင်းရတော့တဲ့အထိရိုက်ချလိုက်နိုင်ပါပြီ